爸爸，你也 reception 要为难好啦。ဘာလို့အဲ့လိုရိုင်းဆိုင်ရတာလဲငါတို့ဟိုတယ်ညီကြောင်သွားပြီရွှေစင်ညီရဝင်မထိမနဲ့ဘာရဲ့ကြည့်နေတာလဲနှစ်ယောက်စလုံးအတုံးကိုမကြောက် ဒီကိစ္စကရွှေစင်နဲ့ဘာမှမဆိုင်ပါဘူးမဆိုးဆန်တာပြီးတော့အဲ့ဒီဧည့်သည်ကမူးနေရလေမဆိုးဆန်တာလည်းမြင်တာပဲမူးပြီးထိကဘာရီကဘာလောက်တာကျမတီးခံပေးရမှာလား တီးခံတဲ့တီးခံအောင်မှာပေါ့ဒါနင်တို့နေတဲ့ရက်ကွက်ထဲကနေရမဟုတ်ဘူးဟိုတယ်နာမည်ရထားတဲ့ဟိုတယ်ပြောပါညီကိုဘလို့ပုံစံမျိုးထိကဘာရီကဘာလို့လို့ညီကအဲ့လိုဆက်ဆံလိုက်ရတယ် အဲ့လူကမူးနေတော့ပထမပပကိုထိကဘာကြီးကဘာစကားတွေပြောတယ်မဆိုးဆန္ဒနောက်ပိုင်းတဖြည်းဖြည်းနဲ့ပပရဲ့မေးကြီးကိုကင်ပြီးတော့ရစ်တဲ့အထိဖြစ်လာတာအဲ့ဒါကြောင့်ပပကပါရိုက်လိုက်တာပါ မေးစီကိုင်းတာပဲဟဲ့ဖတ်နှမ်းလိုက်တာမှမဟုတ်တာအဲ့လောက်ထိတုံ့ပြန်ဖို့လိုအပ်လို့လားပြီးတော့ तू ကမူးနေတာလေဟမ်အဲ့လောက်ထိဖြစ်နေစရာမလိုပါဘူးဒီကြောင့်ငါတို့ဟိုတယ်ဘလောက်တောင်တိတ်ခါကျသွားပြီလဲ ကျမတိတ်ခါကြပြီးအဆက်ရတာကိုမဆိုးဆန်တာအနေနဲ့မိန်းမချင်းကိုချင်းမစာပေးတော့ဘူးလားမဆိုးဆန်တာဒါမျိုးကိစ္စကိုရှက်စရာလို့မတွေးတော့ဘူးထင်တယ်ဟုတ်မှာပါလေ ပပငါ့ကိုဘာစကားပြောလိုက်တာလဲနေကငါ့ကိုတခုံးမခံပြန်ပြောနေတယ်ပေါ့လေကောင်းပြီလေဒီလိုဆိုလဲနေကငါအလုပ်ထုတ်လိုက်အောင်မရှိရတာပေါ့လွှဲစရာရှိရပြောင်းစရာရှိရတခါတည်းပြောင်းရင်နေဒီဟိုတယ်ကနေတခါတည်းထွက်သွားလိုက်တော့လာစားကိစ္စကိုကောင်းဆက်သွယ်လိမ့်မယ်ခုသွားလိုက်တော့ ရှင်ရဲ့အရှိုက်ကိုထိတော့ကျမကိုအလုတ်ထုတ်ပြစ်တယ်ပေါ့ကျမကလည်းရှင့်လိုလူမျိုးရှိတဲ့ဒီနေရာမှာအလုံးမလုံးချင်တော့ပါဘူးကျမတို့ရဲ့ဆရာရှင့်လိုမိန်းမမျိုးရထားတာသူတိတ်ကန်ဆိုတာပဲမဆိုးဆန်တာရှင်ကန်မဆိုးပါစေနဲ့ ကောင်မငါ့ကိုပြောဆိုသွားလိုက်တာနေရောအမဘာရက်လုံတာလဲသွားတော့